整齐列队，孩子们脱下鞋子，准备席地而坐，等待领取物资。慈济志工用轻松有趣的方式，把静思语分享给大家，希望能启发他们，让善念从心中萌芽。အားလုံးကိုကူညီပေးစေဆောင်ရှောက်တယ်။ဒီကမ္ဘာလုံးမှာရှိတဲ့ဒီအားလုံးလည်းဆောက်ရှောက်တယ်ပေါ့နော်။ဒီကိစ္စအပြားမှာထားတယ်။အားလုံးဒီကမ္ဘာလုံးမှာရှိတဲ့အားလုံးဓာတ်ရဆိုရင်တွေ့ရတွေ့တယ်နော်။တွေ့ရအောင်ကအနည်းအောင်ဟုတ်တယ်နော်一句简单的静思语，让李丹达昂开始自我反思。也启发他下定决心改掉自己的习气。哎呀妈，一定妈的就ပြောတော့တယ်လို့ကိုလည်းအဲ့လိုမျိုးကောင်းတဲ့စကားပဲပြောချင်တယ်ပေါ့ဒီပဲဖြစ်ဖြစ်အစင်ဒီပဲပြောချင်ပါတယ်ကိုယ်စိတ်ထဲမှာစိတ်ကိုဒေါသဖြစ်နေတော့မှကိုဘဝကိုကြည့်လို့ပဲတက်ပြီးတော့ကောင်းအောင်မနေလိုက်တယ်ကိုလုံးနိုင်မယ်ဆိုလည်းကိုလူချင်းနေနေဆိုလည်းအချင်းကြရင်လည်းသူတို့လိုပဲနှိမ့်တန်းအောင်ကြိုးစားပါမယ်ဆိုလည်းအတူတူတွေ့လိုက်一家人的歌声响起，句句都触动马维维伦的心。他感受到这份无私的大爱，不仅带来温暖，也给了他面对困境的勇气。ဘာလို့လဲအဲ့တချင်းလေးအဲ့တချင်းကြတယ်တကယ်တော့ဝမ်းနဲ့ပြောလဲပြောပါတယ်။ဘာဒီလိုပေါ့နော်မိသားစုတွေဒီလိုမပြေလည်တဲ့ရှိတဲ့ဒီလိုမျိုးတွေတော့ live ပြောလို့ဖြစ်တယ်ဆိုတော့ private လုပ်တယ်ဆိုတော့တကယ်ပြောပါတယ်။ဝမ်းနဲ့မိတယ်တကယ်လည်းညာတော့ဘာသာတူတူဘာသာမတူတူတကယ်လည်းတမိုးအောက်ထဲမှာတူတူနေရတာပဲဒါမိသားစုတွေပဲတကယ်ဟုတ်ပါတယ်တကယ်ဟုတ်ပါတယ်ဒါခုလဲဒါကိုနဲ့ဘာသာမတူပေမဲ့အကုန်လုံးကလေဒါအကုန်လုံးရမ်းမင်းပြီးကူညီကြရလေနော်တကယ်တွေဒီကလေးမိဘတွေပြီးတော့လေရမ်းဝမ်းတာလေဒါကြီးတို့ဥထမ်းမယ်ဆိုလို့အချိန်ကတည်းကစားပြီးတော့တစ်ခါမှမြည်တိဖွဲ့စည်းမှာဒီလိုကြီးလေးတန်းပြီးအားကြောင့်ကိုတရက်ဒါကြီးတို့ဖွဲ့စည်းတာညှင့်တင်ပေးတယ်走过贫困，磨灭度更坚信教育能改变人生。他投入教育行业，用生命影响生命，期盼孩子将来也能提灯照亮他人。မရှိတဲ့ဟိုပါပေါ့ကိုတိုင်းကလည်း10တန်းကိုအဲ့လိုမျိုးပေါ့ bright အကြောင်းဒီအကြောင်းကတော့မဟုတ်ဘူးပေါ့လေတပြင်း bright အကြောင်းတစ်ကြောင်းကနေပြီးတော့အောင်ခဲ့တာဆိုတော့ကိုချင်းစာတာပေါ့ကိုလိုမတက်နိုင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့အဲ့လိုပညာဒါနာလေးမျှဝေခြင်းနဲ့စိတ်နဲ့ဒီကြောင်းကိုလာပြီးတော့သင်ဖြစ်တာကျွန်တော်တို့အနေနဲ့လည်းဒါကျွန်တော်တို့လုံနိုင်တာဆိုတာကဒီပညာဒါနပဲပေါ့ကျွန်တော်တို့တောင်ဒီလိုမျိုးကြီးမလုံနိုင်ဘူးမပေးနိုင်ဘူးပေါ့အဲ့ဆိုကိုမလုံနိုင်တဲ့တရားလေးတွေကိုလာလုပ်ပေးတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်一份物资，一份陪伴，让孩子安心就学，也在教育中看见希望与未来。